အသက်52နှစ်မှစတင်ပြီးကမ္ဘာအကျော်ကြားဆုံး Fast Food Empire ကိုတည်ဆောက်ခဲ့သူတခါတလေလူတစ်ယောက်ရဲ့ဘဝကိုပြောင်းလဲပေးတဲ့အခွင့်အရေးကတကားခောက်ပြီးလာတာမဟုတ်ပါဘူးအဲ့ဒီအစားအမှားစာရွက်တစ်ရွက်အဖြစ်ရောက်လာတတ်ပါတယ်1954ခုနှစ်မစ်ရှိတ်မရှင်အယောင်သမားတစ်ယောက်ဟာကယ်လီဖိုးနီးယားကစားတောက်ဆိုင်သေးသေးလေးတစ်ဆိုင်စီသွားခဲ့ပါတယ်အကြောင်းရင်းကထူးဆန်းပါတယ်အဲ့ဒီဆိုင်ကမစ်ရှိတ်မရှင်ရှစ်လုံးတစ်ပြိုင်တည်းမှာယူထားလို့ပါရီခရော့ဟာသူ့ကိုယ်သူပြန်မေးခဲ့တယ်စားတောက်ဆိုင်တစ်ဆိုင်ကမစ်ရှိတ်မရှင်ရှစ်လုံးဘာလို့လိုတာလဲဒီမေးခွန်းကသူ့ဘဝကိုပြောင်းလဲသွားစေမဲ့မေးခွန်းဖြစ်လာမယ်ဆိုတာအဲ့ဒီနေ့ကသူကိုယ်တိုင်လည်းမသိသေးပါဘူးဒါပေမဲ့ဒီခီးစဉ်ဟာကဘာပေါ်ကလူတိုင်းနှီးပါးသိတဲ့မက်ဒိုနယ်အင်ပါယာရဲ့အစဖြစ်လာတော့မယ်ဆိုတာဘယ်သူမှမခန့်မှန်းနိုင်ခဲ့ပါဘူးဒီနေ့အပိုင်းမှာအသက်52နှစ်အထိအောင်မြင်မှုကြီးမားမားတစ်ခုမှမရသေးတဲ့လူတစ်ယောက်ကဘာကြောင့်အရှုံးမပေးသေးတာလဲမက်ဒိုနယ်ကိုဘယ်လိုကဘာတော်ဝန်ချက်ထွင်ခဲ့တာလဲပြီးတော့နောက်ကျသွားပြီဆိုတဲ့စကားဟာတကယ်ပဲမှန်သလားဒါတွေကိုရီခရော့ရဲ့ဘဝကနေလေ့လာသွားကြရမှာဖြစ်ပါတယ်ဒီလိုလေ့လာတဲ့နေရာမှာအပိုင်း၄ပိုင်းပိုင်းပြီးတော့လေ့လာကြရမှာဖြစ်ပါတယ်အပိုင်း၁အောင်မြင်မှုမရခင်နှစ်ပေါင်းများသောရွှေ့ပြောင်းအခြေချမိသားစုကမွေးဖွားလာတဲ့ကောင်လေး1902ခုနှစ်အောက်တိုဘာလ9ရက်အမေရိကန်နိုင်ငံအီလီနွိုက်စ်ပြည်နယ်အိုက်ပါ့ခ်မြို့မှာရီခရော့ကိုမွေးဖွားခဲ့ပါတယ်သူမိသားစုတွေဟာချက်နွယ်ပေါ်ရွှေ့ပြောင်းအခြေချမိသားစုဝင်ဖြစ်ကြပါတယ်သူ့ဖေအာလွိုက်စ်ခရော့ဟာအလုပ်ကြိုးစားတဲ့သူတစ်ယောက်ဖြစ်ပြီးမိသားစုကိုရိုးသားမှုနဲ့ကြိုးစားမှုရဲ့တန်ဖိုးကိုသင်ပေးခဲ့ပါတယ်သူ့အမေရို့စ်ခရိုက်ကတော့ဂီတကိုချစ်မြတ်နိုးသူပါအိမ်ထဲမှာစနေရတန်တွေမကြာခဏကြားရတတ်ပါတယ်အဲ့ဒီအကျိုးဆက်ကြောင့်ရေးကငယ်ငယ်တည်းကပီယနိုတီးတက်လာခဲ့ပါတယ်ဒါပေမဲ့သူ့စိတ်ထဲမှာဂီတပညာရှင်ဖြစ်ဖို့ထက်ဒီနေ့ငါကိုယ်တိုင်အောင်မြင်မှုတစ်ခုရအောင်ယူမယ်ဆိုတဲ့စိတ်ကူးကပိုကြီးမားနေခဲ့ပါတယ်အသက်15နှစ်မှာကျောင်းထွက်ခဲ့တဲ့ဆုံးဖြတ်ချက်1919ခုနှစ်မှာပထမကမ္ဘာစစ်ကြီးစတင်ဖြစ်ပွားနေပါတယ်ရီခရော့ဟာအသက်15နှစ်ပဲရှိသေးပေမဲ့သူဟာအသက်ကိုအနည်းငယ်လိမ်လည်ပြီးတော့ American Red Cross ရဲ့ Ambulance Driver Training Program နဲ့ဝင်ခဲ့ပါတယ်စစ်မြေပြင်ကိုတွားဖို့အိမ်မက်ရှိခဲ့ပေမဲ့လည်းသူသင်တန်းပြီးဆုံးချိန်မှာစစ်ကြီးဟာပြီးဆုံးသွားခဲ့ပါတယ်ဒါကြောင့်စစ်မြေပြင်ကိုသူမရောက်ခဲ့ပါဘူးဒီသင်တန်းမှာနောက်တစ်ချိန် What is Name လို့ကဘာကျော်လာမဲ့လူငယ်တစ်ယောက်နဲ့လည်းတွေ့ဆုံခဲ့ပါတယ်အဲ့ဒီချိန်မှာဒီလူငယ်နှစ်ယောက်ဟာတယောက်က animation လောကကိုတယောက်က fast food လောကကိုလုံးဝပြောင်းလဲပေးမဲ့သူတွေဆိုတာကိုဘယ်သူမှမသိခဲ့ကြပါဘူးအလုံးမျိုးစုံလုပ်ခဲ့တဲ့နှစ်ပေါင်းများစွာစစ်ကြီးပြီးတဲ့နောက်ရီခရော့ရဲ့ဘဝဟာမတည်ငြိမ်သေးပါဘူးသူဟာပီယနိုတီးတဲ့ radio station မှာလှုပ်တယ် paper cup ရောင်းတယ်နောက်ပိုင်းမှာ print castle ကုမ္ပဏီအတွက်မာတီမစ်ဆာမစ်ရှိတ်မရှင်ရောင်းသမားဖြစ်လာပါတယ်ဒီအလုပ်ကသူ့ဘဝရဲ့အရေးကြီးဆုံးအလှည့်အပြောင်းကိုဖန်တီးပေးမယ်ဆိုတာသူမသိသေးပါဘူးတနိုင်ငံလုံးလှည့်လည်ပြီးစားတောက်ဆိုင်ပိုင်ရှင်တွေနဲ့တွေ့ဆုံရတယ်နေ့တိုင်းငင်းပယ်ခံရတယ်တချို့ရက်တွေမှာအမှားစားတစ်ခုတော့မရခဲ့ပါဘူးဒါပေမဲ့ရီခရော့ဟာရပ်မသွားခဲ့ဘူးသူယုံကြည်တာကကံကောင်းတာကိုမစောက်ဘူးအခွင့်အရေးကိုကိုယ်တိုင်လိုက်ရှာမယ်ဒီအယောင်သမားဘဝကဖောက်တယ်တွေရဲ့လိုအပ်ချက်ကိုနားထောင်တတ်ဖို့လုပ်ငန်းတွေဘယ်လိုလဲပတ်တယ်ဆိုတာနားလည်ဖို့အကောင်းဆုံးတက္ကသိုလ်တစ်ခုဖြစ်လာခဲ့ပါတယ်နောက်ကျသွားပြီလို့လူတိုင်းထင်တဲ့အရွယ်1950ပြည့်နှစ်လွန်အစောပိုင်းရီခရော့ဟာအသက်50ကျော်လာပါပြီသူ့မှာကဘာကျော်ကုမ္ပဏီမရှိသေးဘူးချမ်းသာတဲ့ဘဝလည်းမရသေးဘူးကျန်းမာရေးမှာလည်းပြဿနာတွေရှိလာပါတယ်ဒါပေမဲ့သူ့ရဲ့အိမ်မက်ကတော့မတည်သေးပါဘူးဒီနေ့ Print Castle ကုမ္ပဏီကိုထူးဆန်းတဲ့အမှားစာတစ်ခုရောက်လာခဲ့ပါတယ်ကယ်လီဖိုးနီးယားပြည်နယ်ကစားသောက်ဆိုင်တစ်ဆိုင်ကမာတီမစ်ဆာမစ်ရှိတ်မရှင်ရှစ်လုံးကိုတစ်ပြိုင်တည်းမှာယူထားပါတယ်ရီခရော့ကအံ့ဩသွားတယ်စားသောက်ဆိုင်တစ်ဆိုင်ကဘာလို့မစ်ရှိတ်မရှင်ရှစ်လုံးလိုတာလဲသူကိုယ်တိုင်တွားကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီဆုံးဖြတ်ချက်ကသူ့ဘဝတစ်ခုလုံးကိုပြောင်းလဲပြီးတော့မဲ့ဆုံးဖြတ်ချက်ဖြစ်လာခဲ့ပါတယ်အပိုင်းတစ်မှာဘလို့သင်ခန်းစာတွေရကြလဲ
Recro ရဲ့ပထမဆုံးဘဝတစ်ဝက်ကတင်ပေးတာကအောင်မြင်မှုနှောင့်နေတာနဲ့အောင်မြင်မှုမရတော့တာဟာမတူပါဘူးတခြားသူတွေကအသက်50ကိုအဆုံးလို့မြင်နေချိန် Recro ကတော့ငါဘဝရဲ့အစပဲရှိသေးတယ်လို့ယုံကြည်ခဲ့ပါတယ်အပိုင်းနဲ့မှာတော့ Recro ရဲ့နဲ့ Madonna ညီကိုတို့ရဲ့သမိုင်းဝင်တွေ့ဆုံမှု Speedy Service System ကိုဘာကြောင့်အံ့အားသင့်ခဲ့တယ်လဲအဲ့ဒီတွေ့ဆုံမှုကစီးပွားရေးသမိုင်းကိုဘယ်လိုပြောင်းလဲသွားခဲ့လဲဆိုတာတွေကိုဆက်လက်ပြီးတော့လေ့လာသွားကြရမှာဖြစ်ပါတယ်အပိုင်းနဲ့ Madonna ညီကို2ယောက်နဲ့သမိုင်းဝင်တွေ့ဆုံမှုတခါတလေလူတစ်ယောက်ရဲ့ဘဝကိုပြောင်းလဲပေးတာကအကြံဉာဏ်သစ်မဟုတ်ဘူးတခြားသူတွေမမြင်တဲ့အခွင့်အရေးကိုမြင်နိုင်တဲ့မျက်လုံးတစ်စုံဖြစ်ပါတယ် Recro ဟာမရှိမရှင်းရှစ်လုံးမှာထားတဲ့စားတောက်ဆိုင်ကိုမြင်လိုက်တဲ့အချိန်သူအံ့ဩသွားတာကစက်အရည်အတွက်ကြောင့်မဟုတ်ပါဘူးဒီလောက်လူများတဲ့စားတောက်ဆိုင်ကိုတခါမှမမြင်ဘူးလို့ပဲဖြစ်ပါတယ်လူတိုင်းစောင့်နေတဲ့စားတောက်ဆိုင် Recro ဆိုင်ထဲကိုဝင်လိုက်တဲ့အချိန်ပထမဆုံးသတိထားမိတာကလူတွေအကြာကြီးမစောက်ရတာပါအော်ဒါပေးတဲ့စက္ကန့်အနည်းငယ်တွင်ဟမ်ဘာဂါရတယ် French fry ရတယ်မစ်ရှိတ်ရတယ်အဲ့ဒီခေတ်ကအမေရိကန်စားတောက်ဆိုင်အများစုကဖောက်တယ်တယောက်အစားအစာရဖို့မိနစ်20လောက်စောက်ရတတ်ပါတယ်ဒါပေမဲ့ဒီဆိုင်မှာတော့မိနစ်အနည်းငယ်နဲ့အားလုံးပြီးဆုံးသွားပါတယ် Recro ဟာဒီလိုဘယ်လိုလုပ်နိုင်တာလဲလို့တွေးမိသွားပါတယ်မတော်နဲ့ညီကိုတို့ရဲ့လှုပ်ဝက်ချက်အဲ့ဒီဆိုင်ကိုတီထောင်ထားသူတွေက Richard Dick Madonna နဲ့ Maurice Marsh Madonna တို့ညီကို2ယောက်ပဲဖြစ်ပါတယ်သူတို့ဟာဖတ်ဖူးဆိုတဲ့စကားလုံးတောင်လူသိမများသေးတဲ့အချိန်မှာစားတောက်ဆိုင်လုပ်ငန်းကိုအခြေခံကနေပြန်စဉ်းစားခဲ့ကြပါတယ်သူတို့မေးခဲ့တဲ့မေးခွန်းကဖောက်တယ်တွေတကယ်လိုချင်တာဘာလဲအဖြေကမြန်ရမယ်ဈေးသက်သာရမယ်ရတာအမြဲတူရမယ်တန့်ရှင်းရမယ်အဲ့ဒီအတွက်သူတို့ဟာမီနူးကိုအလွန်ရိုးရှင်းအောင်ချော့ချခဲ့ပါတယ်ဟမ်ဘာဂါချီးဘာဂါဖရန်ဖရိုက်ဆော့ဒရင်မစ်ရှိတ်အဓိကပစ္စည်းအနည်းငယ်ကိုပဲရောင်းပါတယ်ဒီလိုလှုပ်လိုက်တဲ့အတွက်ဝန်ထမ်းတွေကအလုပ်ကိုမြန်လှုပ်လာနိုင်ပါတယ်အစားအသောက်ရည်သွေးလည်းတည်ငြိမ်လာတယ် Speedy Service System မတော်နဲ့ညီကိုတို့ရဲ့အကြီးမားဆုံးစမ်းသစ်တွေ့ထွင်မှုက Speedy Service System ဖြစ်ပါတယ်ဒီစနစ်ကိုကားဆက်ယုံက Assembly Line အယူအဆကနေအကြံယူပြီးဖန်တီးခဲ့တာပါမိဖို့ရှင်းမှာဝန်ထမ်းတစ်ယောက်ကအသားကင်တယ်နောက်တစ်ယောက်ကပေါင်မိုးပြင်တယ်တခြားတစ်ယောက်ကအချင်းကြက်သွန်ဆော့ထဲတယ်လူတိုင်းမှာကိုယ်ပိုင်တာဝန်တစ်ခုပဲရှိပါတယ်အဲ့ဒါကြောင့်အလုပ်ကမြန်တယ်အမှားလည်းနည်းတယ်အရသာကဘယ်ဆိုင်မှာဆက်စားအတူတူဖြစ်နေပါတယ် Recro ဟာဒီစနစ်ကိုကြည့်ပြီးအံ့ဩသွားခဲ့ပါတယ် Recro မြင်ခဲ့တာကဟမ်ဘာဂါမဟုတ်ဘူးမတော်နဲ့ညီကိုတွေအတွက်ဒီဆိုင်ဟာအောင်မြင်တဲ့စားတောက်ဆိုင်တစ်ဆိုင်ပါဒါပေမဲ့ Recro မြင်ခဲ့တာကမတူပါဘူးသူကဒီဆိုင်တစ်ဆိုင်မဟုတ်ဘူးဒီပုံစံကိုနိုင်ငံအနှံ့ပြန်တည်ဆောက်လို့ရတယ်တနေ့ကဘာအနှံ့အောင်ရောက်နိုင်တယ်လို့တွေးခဲ့ပါတယ်ဒီအမြင်ကမတော်နဲ့ညီကိုတွေထက်ပိုဝေးတဲ့အမြင်ဖြစ်ပါတယ် franchise အိမ်မက် Recro ကညီကို2ယောက်ကိုဒီလိုပြောခဲ့ပါတယ်ဒီဆိုင်ကို franchise လုပ်ကြရအောင်ဒါပေမဲ့ Dick နဲ့ Mark ကသတိထားနေကြပါတယ်သူတို့ကအရင် franchise ဆန်းခဲ့ပူပြီးရေသွေးမထိန်နိုင်တဲ့ပြဿနာတွေကြုံခဲ့ရပါတယ်ဒါကြောင့်သူတို့ဟာအလွန်မြန်မချဲ့ရင်တော့တာပါ Recro ကတော့သူ့ရဲ့အမြင်ကိုမစွန့်လွတ်ခဲ့ပါဘူးသူယုံကြည်တာကရေသွေးကိုထိန်းနိုင်တဲ့ franchise system တစ်ခုတည်ဆောက်နိုင်ရင် Madonna ကအမေရိကန်တနိုင်ငံလုံးကိုရောက်သွားလိမ့်မယ်နောက်ဆုံးမှာ Madonna ညီကိုတို့က Recro ကို franchise agent အဖြစ်သဘောတူလိုက်ပါတယ်1955ခုနှစ် Recro ဟာ Illinois ပြည်နယ် Des Plaines မှာသူ့ရဲ့ပထမဆုံး McDonald's franchise ကိုဖွင့်လှစ်ခဲ့ပါတယ်အပိုင်းနှစ်ကပေးတဲ့သင်ခန်းစာဒီအပိုင်းကပေးတဲ့သင်ခန်းစာကအခွင့်အရေးဆိုတာလူတိုင်းမြင်တဲ့အရာထဲမှာပဲရှိတတ်ပါတယ်ဒါပေမဲ့အောင်မြင်တဲ့လုပ်ငန်းရှင်တွေကတခြားသူတွေမြင်တဲ့ဒီနေ့ကိုမကြည့်ဘူးမနှက်ဖြန်ဖြစ်လာနိုင်တဲ့အလားအလာကိုကြည့်တယ်မတော်နဲ့ညီကိုတွေမြင်ခဲ့တာကအောင်မြင်တဲ့စားတောက်ဆိုင်တစ်ဆိုင် Recro မြင်ခဲ့တာကကဘာတဝန်းချဲ့ထွင်နိုင်တဲ့စနစ်တစ်ခုအပိုင်း3မှာတော့
Recross ရဲ့အကြီးမားဆုံးစီးပွားရေးဆုံးဖြတ်ချက်မက်ဒိုနယ်ကိုအပြည့်အဝပိုင်ဆိုင်နိုင်ခဲ့ပုံနဲ့ franchise သမိုင်းကိုပြောင်းလဲခဲ့တဲ့ system strategy ကိုဆက်လက်လေ့လာသွားကြရမှာဖြစ်ပါတယ်။အပိုင်း3မက်ဒိုနယ် Empire ကိုတည်ဆောက်ခဲ့တဲ့ဆုံးဖြတ်ချက်များလူတွေက Recross ဟာမက်ဒိုနယ်စဖွင့်လိုက်တာနဲ့ချက်ချင်းချမ်းသာသွားတယ်လို့ထင်ကြတယ်။ဒါပေမဲ့အမှန်တရားကသူ့ဘဝရဲ့အခက်အခဲဆုံးကာလကအဲ့ဒီနောက်မှစခဲ့တာပါ။ဆိုင်တွေဖွင့်လာတယ်နာမည်ကြီးလာတယ်။ဒါပေမဲ့ကုမ္ပဏီမှာငွေမရှိဘူး။အောင်မြင်နေပေမဲ့ငွေမရှိတဲ့လုပ်ငန်း1955ခုနှစ်မှာ Recross ဟာ McDonald System Inc. နောက်ပိုင်း McDonald Corporation ကိုတည်ထောင်ခဲ့ပါတယ်။ franchise တွေတဖြည်းဖြည်းများလာတယ်။ဒါပေမဲ့သူ့ရဲ့စီးပွားရေးပုံစံမှာပြဿနာကြီးတစ်ခုရှိနေပါတယ်။ McDonald ညီကိုနှစ်ယောက်နဲ့ချုပ်ဆိုထားတဲ့စာချုပ်အရ Recross ဟာ franchise fee ထဲကအစိတ်ပိုင်းတစ်ခုကိုပဲရပါတယ်။ကျန်တဲ့အမြတ်အများဆုံးကအမြတ်အစွန်းအများစုက McDonald ညီကိုတွေစီကိုရောက်သွားပါတယ်။ franchise အသစ်တစ်ခုဖွင့်ဖို့ခရီးသွားရတယ်ဝန်ထမ်းတွေခန့်ရတယ်စစ်ဆေးရတယ်ဒါပေမဲ့ရတဲ့ငွေကကုန်ကျစရိတ်နဲ့မလုံလောက်ပါဘူး။တခါတလေလစာပေးဖို့တောင်ခက်ခဲတဲ့အခြေအနေကိုရောက်ခဲ့ပါတယ်။အပြင်ကကြည့်ရင်McDonaldကအောင်မြင်နေတယ်။အတွင်းကကြည့်ရင်ပြိုလဲလူနေပါဖြစ်နေပါတယ်။ Harrison နီဘွန်းရဲ့အကြံတစ်ခုဒီအချိန်မှာဗန္ဒာရေးပညာရှင် Harrison နီဘွန်းဟာ Recross နဲ့ပူးပေါင်းလာပါတယ်။ဒီနေ့ Harry က Ray ကိုပြောခဲ့ပါတယ်။ Ray မင်းဟမ်ဘာဂါရောင်းတဲ့လုပ်ငန်းလုပ်နေတာမဟုတ်ဘူး။ Ray ကအံ့ဩသွားတယ်။ Harry ကဆက်ပြောတယ်။မင်းလှုပ်တင်တာကမြေဝယ်တဲ့လုပ်ငန်းပဲ။အစပိုင်းမှာ Ray နားမလည်ခဲ့ပါဘူး။ဒါပေမဲ့ Harry ရဲ့အစီအစဉ်ကအံ့ဩစရာကောင်းပါတယ်။ McDonald ရဲ့လှုပ်ဝက်အင်အား Harrison နီဘွန်းရဲ့အကြံကMcDonaldက franchise ပိုင်ရှင်ကိုဆိုင်ဖွင့်လို့တဲ့မြေကိုမင်းတို့မဝယ်နဲ့လို့ပြောမယ့်အစားMcDonald Corporation ကအဲ့ဒီမြေကိုအရင်ဝယ်မယ်ဒါမှမဟုတ်ရေရှည် lease လုပ်မယ်ပြီးမှ franchise ဆိုင်ပိုင်ရှင်ကိုပြန်ငှားမယ်အဲ့ဒီလိုလုပ်လိုက်တဲ့အတွက် McDonald ဟာဟမ်ဘာဂါရောင်းလို့ရတဲ့အမြတ်တင်မကမြေငှားကားကပါနေMcDonald ဟာဟမ်ဘာဂါရောင်းလို့ရတဲ့အမြတ်တင်မကမြေငှားကားကနေပါတည်ငြိမ်တဲ့ဝင်ငွေရလာပါတော့တယ်နှစ်တွေကြာလာတဲ့နဲ့အမျှMcDonaldဟာစားတောက်ဆိုင်ကုမ္ပဏီတစ်ခုတည်းမဟုတ်တော့ဘဲနဲ့တန်မိုးကြီးတဲ့မြေယာပိုင်ဆိုင်မှုတွေကိုထိန်းချုပ်ထားတဲ့ကုမ္ပဏီတစ်ခုလည်းဖြစ်လာပါတယ်။ဒါဟာဒီနေ့ထိစီးပွားရေးကျောင်းတွေမှာလေးလာနေကြတဲ့ business model တစ်ခုဖြစ်လာပါတယ်။ Quality, Service, Cleanliness and Value Recross အတွက် franchise များလာတဲ့ထက်အရေးသွေးတူညီနေတာကပိုအရေးကြီးပါတယ်။သူ့ရဲ့အခြေခံအတွေးခေါ်က Quality, Service, Cleanliness, Value QSCNV ဖြစ်ပါတယ်။ Recross ဟာ franchise ပိုင်ရှင်တိုင်းကိုတူညီတဲ့စံနှုန်းအတိုင်းလုပ်ခိုင်းပါတယ်။ French fries ကဘယ်ဆိုင်မှာဆဆရတာတူတူဖြစ်ရမယ်။ဟမ်ဘာဂါကဘယ်မျိုးမှာဝယ်ရေသွေးမပြောင်းရဘူး။ဆိုင်တိုင်းတန့်ရှင်းရမယ်။ဖောက်တယ်ကိုမြန်မြန်ဝန်ဆောင်မှုပေးရမယ်။ဒီစည်းကမ်းတွေကြောင့်McDonaldဟာလူတွေယုံကြည်ရတဲ့ brand တစ်ခုဖြစ်လာခဲ့ပါတယ်။ McDonaldကိုအပြည့်အဝပိုင်ဆိုင်ခဲ့တဲ့နေ့ franchise တွေတိုးလာတာနဲ့အမျှ Recross နဲ့McDonald ညီကိုတို့ကြားအမြင်မတူတာတွေပိုများလာပါတယ်။ညီကိုနှစ်ယောက်ကတိုးချဲ့မှုကိုသတိထားခြင်းနဲ့ Ray ကတော့တနိုင်ငံလုံးချဲ့ခြင်းနဲ့နောက်ဆုံး1962ခုနှစ်မှာ Recross ဟာMcDonald ညီကိုနှစ်ယောက်စီကကုမ္ပဏီရဲ့အခွင့်အရေးအားလုံးကိုဒေါ်လာ $1.8 သန်းနဲ့ဝယ်ယူခဲ့ပါတယ်။ဒီနေ့ကစပြီးMcDonaldဟာ Recross ရဲ့အမြင်အတိုင်းအရှိန်ဟုန်နဲ့စတင်ချဲ့ထွင်ပါတော့တယ်။အပိုင်း3ကရတဲ့သင်ခန်းစာဒီအပိုင်းကပေးတဲ့သင်ခန်းစာကအောင်မြင်တဲ့လုပ်ငန်းဆိုတာကုန်ပစ္စည်းကောင်းရုံနဲ့မလုံလောက်ပါဘူး။မှန်ကန်တဲ့ business model လည်းလိုပါတယ်။ Recross ဟာဟမ်ဘာဂါကိုပဲရောင်းခဲ့တာမဟုတ်ပါဘူး။စနစ်ကိုတည်ဆောက်ခဲ့တာပါ။ပြီးတော့သူ့ရဲ့အကြီးမားဆုံးအားသာချက်ကအသစ်ထွင်တာမဟုတ်ဘူး။ကောင်းမွန်တဲ့အရာတစ်ခုကိုနိုင်ငံတော်ဝန်နောက်ပိုင်းကဘာတဝန်းအရေးသွေးမပြောင်းပဲပြန်လဲတည်ဆောက်နိုင်တဲ့စနစ်ကိုဖန်တီးခဲ့တာဖြစ်ပါတယ်။အပိုင်း၄မှာတော့ Recross ရဲ့နောက်ဆုံးနှစ်များအငင်းပွားပဲဆုံးဖြတ်ချက်များMcDonaldရဲ့အမွေအနှစ်နဲ့ဘဝသင်ခန်းစာများကိုဆက်လက်ပြီးတော့လေ့လာသွားကြရမှာဖြစ်ပါတယ်။
အမွေအနှစ်အငင်းပွားမှုနဲ့ record ထားခဲ့တဲ့သင်ခန်းစာများတနေ့ကိုကဘာတဝန်းကလူသန်းပေါင်းများစွာဟာရွှေရောင်အမှတ်တစိအောက်ကိုရှောက်ဝင်သွားကြတယ်ဒါပေမဲ့ဒီအင်ပါယာကြီးဟာဟမ်ဘာဂါတစ်လုံးကြောင့်မွေးဖွားလာတာမဟုတ်ဘူးအရှုံးမပေးတဲ့လူတစ်ယောက်ရဲ့ဇွဲကြောင့်မွေးဖွားလာတာဖြစ်ပါတယ်ကဘာအမှတ်တစိတစ်ခုမွေးဖွားလာခြင်း1962ခုနှစ်နောက်ပိုင်း record ဟာမက်ဒိုနယ်ကိုအပြည့်အဝဥဆောင်ဝင်ရသွားပါတယ်သူ့ရဲ့ရည်မှန်းချက်ကအမေရိကန်မှာအကောင်းဆုံးဖတ်ဖူးဆိုင်ဖြစ်ဖို့မဟုတ်ပါဘူးကဘာပေါ်ကမြို့တိုင်းမှာမက်ဒိုနယ်ရှိစေရမယ်အဲ့ဒီအိမ်မက်ကိုအကောင့်ထဲပေါ်ဖို့သူဟာ franchise စနစ်ကိုပုံမူတင်းကျပ်အောင်တည်ဆောက်ခဲ့ပါတယ်ဝန်ထမ်းလေးချင်းရင်ချက်ပြုံပြီးဝန်ဆောင်မှုဆိုင်ပြင်ဆင်အားလုံးကိုစံသတ်မှတ်ချက်တစ်ခုတည်းအောက်မှာထားလိုက်ပါတယ်1965ခုနှစ်မက်ဒိုနယ်ဟာအများပိုင်ကုမ္ပဏီအဖြစ်စတော့ဈေးကွက်ကိုဝင်ရောက်ခဲ့ပါတယ်အဲ့ဒီနောက်တိုးတက်မှုကပိုမြန်လာပါတယ်ဟမ်ဘာဂါ University record ဟာ franchise ဆိုင်ပိုင်ရှင်တွေကိုပတ်စံရှိုံနဲ့မရွေးချယ်ခဲ့ပါဘူးသူယုံကြည်တာကလုပ်ငန်းတစ်ခုရဲ့ရည်သွေးကလူပေါ်မူတည်တယ်ဒါကြောင့်ဟမ်ဘာဂါ University ကိုတည်ထောင်ခဲ့ပါတယ်ဒီနေရာမှာဟမ်ဘာဂါဘယ်လိုချက်ရမလဲဆိုတာပဲမသိပါဘူးဖောက်တယ်ဝန်ဆောင်မှုစိုင်းစီမံခန့်ခွဲမှုခေါင်းဆောင်မှုတန့်ရှင်းရေးစံနှုန်း business culture ဒါတွေကိုပါသင်ကြားပေးခဲ့ပါတယ် record အတွက် brand တစ်ခုရဲ့အင်အားက logo မဟုတ်ပါဘူးလူတွေရဲ့အပြုအမူမှာရှိပါတယ်အငင်းပွားဝယ်အခန်းတစ်ခု record ရဲ့အောင်မြင်မှုနဲ့အတူဝေဖန်မှုတွေလည်းရှိလာပါတယ်အများဆုံးပြောကြတာကမက်ဒိုနယ်ညီကိုနှစ်ယောက်နဲ့ဆက်ဆံရေးပါ1962ခုနှစ်မှာ record ဟာကုမ္ပဏီရဲ့အခွင့်အရေးအလုံးကိုဝယ်ယူပြီးတဲ့နောက်ပိုင်းဆန်ဘာနာဒီနိုကမူလမက်ဒိုနယ်ဆိုင်နီးမှာမက်ဒိုနယ် franchise အသစ်တစ်ဆိုင်ဖွင့်ခဲ့ပါတယ်ဒီအဖြစ်အပျက်ဟာလူအများကြားအငင်းပွားစရာဖြစ်ခဲ့ပါတယ်နောက်ထပ်ပြောဆိုလို့ရှိတဲ့အကြောင်းအရာတစ်ခုကမက်ဒိုနယ်ညီကိုတွေအတွက်ရောင်းအားရာဂိုင်နှုန်းဆိုင်ရာနှုတ်ဖြစ်သဘောတူညီမှုတစ်ခုရှိခဲ့တယ်လို့ဆိုကြပေမဲ့အဲ့ဒီအချက်ကတရားဝင်စာချုပ်အဖြစ်မရှိခဲ့ပါဘူးဒီအကြောင်းအရာနဲ့ပတ်သက်ပြီးသမိုင်းပညာရှင်တွေကြားမှာအမြင်မျိုးမျိုးရှိနေစေဖြစ်ပါတယ်ဒါကြောင့် record ကိုတချို့က visionary entrepreneur လို့ရှင်းပြကြသလိုတချို့ကတော့ပြိုင်ဆိုင်မှုပြင်းထန်လွန်းတဲ့စီးပွားရေးသမားလို့မြင်ကြပါတယ်အလုတ်ကအနားယူခွင့်မတောင်းခဲ့တဲ့လူ record ဟာအသက်ကြီးလာပေမဲ့နေ့တိုင်းလုပ်ငန်းအကြောင်းပဲစဉ်းစားနေခဲ့ပါတယ်သူပြောခဲ့တဲ့စကားတစ်ခုရှိပါတယ်မင်းအစိမ်းရောင်ရှိနေသည်ကြီးထွားနေမယ်မှဲ့သွားရင်တော့စတင်ပုတ်သွားပြီဒီစကားဟာသူ့ဘဝတစ်ခုလုံးကိုစားပြုတဲ့အတွေးခေါ်ပါ1984ခုနှစ်ဇန်နဝါရီလ14ရက် record ဟာအသက်82နှစ်အရွယ်မှာကွယ်လွန်ခဲ့ပါတယ်အဲ့ဒီအချိန်မှာမက်ဒိုနယ်ဟာကမ္ဘာအကြီးဆုံးဖတ်ဖူးချင်းတစ်ခုဖြစ်နေပါပြီ record စီကလူငယ်တိုင်းသင်ယူသင့်တဲ့သင်ခန်းစာ၈ခုနံပါတ်1စတင်မှုဘယ်တော့မှနောက်မကျဘူး record ရဲ့အကြီးမားဆုံးအောင်မြင်မှုကအသက်52နှစ်မှာစတင်ခဲ့တာပါအသက်ကအတားအဆီးမဟုတ်ဘူးအရှုံးပေးလိုက်တဲ့စိတ်ကသာအတားအဆီးဖြစ်တယ်နံပါတ်2အခွင့်အရေးကိုတခြားသူတွေထက်ဝေးမြင်ပါမက်ဒိုနယ်ညီကိုတွေ့မြင်ခဲ့တာကအောင်မြင်တဲ့စားတောက်ဆိုင် record မြင်ခဲ့တာကကဘာတဝန်းချဲ့ထွင်နိုင်တဲ့စနစ်နံပါတ်3စနစ်ကလူတစ်ယောက်ထက်ပိုရေးကြီးတယ်မက်ဒိုနယ်ကိုအောင်မြင်စေတာ chief တစ်ယောက်ရဲ့လက်ရာမဟုတ်ဘူးလူတိုင်းလိုက်နိုင်တဲ့စနစ်နံပါတ်4အရေးအသွေးကိုဘယ်တော့မှမလျှော့ပါနဲ့ record ဟာဆိုင်တစ်ဆိုင်ကအမှားတစ်ခုက brand တစ်ခုလုံးကိုထိခိုက်နိုင်တယ်လို့ယုံကြည်ခဲ့ပါတယ်နံပါတ်5သင်ယူတာကိုမရက်ပါနဲ့ဟမ်ဘာဂါ University ကိုတည်ထောင်ခဲ့တာကလူတွေကိုထပ်ခါသင်ယူစေဖို့ပါနံပါတ်6အမြင်ကျကျနဲ့စဉ်းစားပါသူဟာဟမ်ဘာဂါရောင်းဖို့ထက် business system တည်ဆောက်ဖို့စဉ်းစားခဲ့ပါတယ်နံပါတ်9အောင်မြင်မှုနဲ့အတူဝေဖန်မှုလည်းပါလာမယ် record ရဲ့ဘဝကအောင်မြင်တဲ့လူတိုင်းဟာချီးကျူးမှုရောဝေဖန်မှုပါရင်ဆိုင်ရတယ်ဆိုတာကိုပြသခဲ့ပါတယ်နံပါတ်10ဇွဲကအရေးချင်းကိုကြော်တတ်နိုင်တယ် record ပြောခဲ့တဲ့နာမည်ကျော်အဆိုမိတ်တစ်ခုရှိပါတယ်ဇွဲနဲ့ဆုံးဖြတ်ချက်ကသာအရာအလုံးကိုဖြစ်စေနိုင်တယ်ဒီနေ့ကမ္ဘာပေါ်ကနိုင်ငံပေါင်း100ကျော်မှာ Golden Arches ကိုမြင်နိုင်ပါတယ်ဒါပေမဲ့လူအများစုမမြင်နိုင်တဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါက
အသက်52နှစ်အထိအလုံးတစ်ခုကနေနောက်တစ်ခုကိုပြောင်းလို့ရင်အိမ်မက်ကိုမစွန့်လွတ်ခဲ့တဲ့လူတစ်ယောက်ရဲ့ဆွဲပါရေခရော့ဟာဟမ်ဘာဂါကိုမတီထွင်ခဲ့ပါဘူးဖတ်ဖူးကိုလည်းမတီထွင်ခဲ့ပါဘူးမတော်နယ်ကိုတော့အစားကနေမတီထောင်ခဲ့ပါဘူးဒါပေမဲ့သူတီထောင်ခဲ့တာကကဘာအနှံ့ရေသွေးတူညီတဲ့စနစ်တစ်ခုဖြစ်ပါတယ်တခါတလေအောင်မြင်မှုဆိုတာအသစ်တီထွင်တဲ့လူစီမရောက်ဘူးရှိပြီးသားအရာတစ်ခုကိုပိုကောင်းအောင်ပိုကျယ်ပြန့်အောင်ပိုတည်ငြိမ်အောင်တည်ဆောက်နိုင်တဲ့လူစီရောက်သွားတတ်ပါတယ်ဒါကြောင့်ဒီနေ့တင့်အသက်ဘလောက်ပဲရှိရှိတင့်အိမ်မက်ကဘလောက်ပဲကြီးနေပါစေနောက်ကျသွားပြီလို့မပြောပါနဲ့ရေခရော့ရဲ့ဘဝကတက်တည်ပြခဲ့ပါတယ်အချိန်ကအောင်မြင်မှုကိုမဆုံးဖြတ်ဘူးတင့်ရဲ့ဇွဲနဲ့ဆုံးဖြတ်ချက်ကသာတင့်အနာဂတ်ကိုဆုံးဖြတ်ပေးတာဖြစ်ပါတယ်လူတိုင်းရဲ့ဘဝမှာအခက်အခဲတွေရှိတယ်ဒါပေမဲ့သမိုင်းမှာကြံရစ်ခဲ့တဲ့သူတွေကအခက်အခဲမရှိလို့မဟုတ်ပါဘူးအခက်အခဲကိုအရှုံးမပေးခဲ့လို့ပဲဖြစ်ပါတယ်နောက်ထပ် business legend တယောက်ရဲ့ဘဝဇာတ်လမ်းနဲ့ပြန်လဲဆုံတွေ့ကြပါမယ်အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်